တေချာတာကတော့မင်းမိမတယောက်ကတော့ရမှတေချာနေပြီ ဝမ်းစားလိုက်တော့ဆရာရဲ့ဆရာအားကိုးတာမှန်သွားပြီဘယ်နေ့တော့ဖူးစားမတွေ့ရမလဲ ဘယ်နေ့လဲဆိုတော့မင်းရဲ့အသက်35ပြည့်တဲ့နေ့မင်းမွေးနေ့မှာ ဟိတ်နေတွေ့မှလားဆရာမွေးနေ့ဆိုတော့ဒိမ့်မက်လို့ကောင်းတာပေါ့သူကအိမ်ရောက်လာမှလားအိမ်လာမှလားဆရာဒါမဲ့ရပါလေမိမရရင်ပြီးရောနဲ့ရပါလေမိမရရင်ပြီးရော လို့အိမ်လာမှာတော့နေရတော့ရွာထိတ်ကကန်ထဲမှာတွေးလိုက်မယ်ဗျာ ဘယ်လိုမှတော့အားမမေ့ပါနဲ့နော်အချိန်လေးရောဟောပေးလို့ရမလားဆရာ အော်ရက်တိအောင်နဲ့ကိုအားမရဘူးအချင်းကတော့နေ့လယ်12နာရီဗျာ ရပြီဆရာရဲ့ကျေးဇူးအထူးတင်ရှိသွားလိုက်ပါအောင်မနော် ဟေးနေအောင်လေ ဘာလဲဆရာဘာထက်ဟောပေးအောင်မလို့လဲ ဘာမှလည်းထက်မမြင်တော့ပါဘူးညံပူတော်ကမပေးတော့ဘူးလား အော်ဟုတ်သားပဲဆရာ sorry အပြောလုံးဆိုပြီးတော့မေ့သွားဘယ်လောက်လဲရင် တရားကြီး ဟောတရားကြီးဒါဆိုဆရာကိုကတော့တဲ့အနေနဲ့2000ထည့်ခဲ့လိုက်မယ်သွားပြီနော် အော်ဒီကောင်မင်း